Samuel Pienilo, Payment Puja. You know, do let Pigere, Sajadia. Pomosia, Mengosia, be one that it, Tavoni to a carry. Put a deep payment. Through Bama Pico, Dico Rolli Jamapeta, can you? Tadawan, Gomagon, Chonganga, the Tagoyana. Through Jamatiwa, to plot. What did I be on that? 10 years, Usandi Mabiuna, I don't be on that, do let Dima Pigere. Piga uli kang kanga pegere trup situasya Samuel Pienilo tayari na yeda o bali de ma phaya wo pyu ne lo ho kaung ma ne kaung li ya le nan shou ni da le bel lo ni ne te da be ai lo myin tet ko lo de myamaမလေးနော်မလေးဆရာတော်ဥပဒနာတရားထိုင်နေတော့သူ့ကမြန်လေးပိတ်သေးသွားတယ်အေးလေကောင်းရသူရောက်မှာဆရာတော်ဥပဒနာရုပ်ရင်ကြီးနဲ့သေအေးတယ် no ရုပ်ရှင်ကြည့်ရင်းနဲ့ပဲသေကမြင်းလိုပဲသေတခါတည်းမှတ်လိုက်ပါလူတယောက်သေသွားတာဇီဝတွေချုပ်သွားတာအဲ့လိုမြင်တဲ့အသက်ချွေသွားတာအဲ့ဒီကောင်လေးနဲ့ကောင်မလေးတယောက်နဲ့နန်းရှုပ်နေတာဒိုးတိုက်ပြိုကြတယ်သေသွားတယ်သေပါစေသူတို့သေတာတနာမယ်မွတ်စလင်ဖယားရှိခိုးနေတာသေတာတနာမယ်အဲ့ဒီမွတ်စလင်တို့တယောက်တစ်သိန်းသွားလူမှာငါသွားမှာအဲ့မွတ်စလင်သွားလူမှာဘုရားဘာသာဘုန်းကြီးစာကြည့်လို့သေတယ်တနာမယ်ကြည်ညိုရမယ်မွတ်စလင်တို့ကသူယုံကြည်လို့ကိုးကွယ်နေတာလေလူကလားတရုတ်ပါတီနိုင်ငံရေးမထက်နဲ့ဗမာအဲ့ဒါပါလားကိုဗမာတို့ကဒါပါလားပါတီတွေပါလားနိုင်ငံရေးတွေပါလားအသွေးရောင်တွေပါလားကရုဏာမဖြစ်တော့အဲ့ဒီကောင်လေးတယောက်ကောင်မလေးတယောက်ကတကိုယ်လုံးချုပ်ပြီးကနေတယ်တိုက်ပြီးသွားတယ်သေတယ်တနာရမယ်တရားထိုင်နေတယ်တနာရမယ်မွတ်စလင်ပြည်ဝေကြောင့်တနာရမယ်ခရိယန်ချက်ကြောင့်တနာရမယ်သူသေလို့ကရုဏာလူ he is a human being အဲ့လိုမြင်စမ်းပါတပ်ပေတတ်တာလို့မြင်စမ်းပါကိုပါတီမပါဒီပါတီမပါဟိုလိုမပါဒီလိုမလုံးပါဘူးအဲ့ကရုဏာမေတ္တာတွေမစစ်ဘူးဒါပြောချင်တာပါအဲ့ဒါပြောချင်တာအဲ့တော့ကိုကလောကခုဒီတတ္တရာပိုင်းဟုတ်လားတတ္တရာအကောင်းဆုံးမြေလုံချင်းဖြစ်ပါစေလို့ခေါင်းစဉ်လေးပေးပါနော်အဲ့တော့ဘာသာပေါင်းစုံကတော့ရေးတာပေါ့လူတွေကိုကျင်တရားမကောင်းလို့တိုင်းပြည်ဆိုရတဲ့ political chaos ဖြစ်လို့rulers ရဲ့ message ကတိုက်မြို့ချုပ်မင်းတို့တွေမကောင်းလို့ Korean Islam Jew Hindi အကုန်လုံးနေရေးလိုက်တဲ့နေရာမှာ Hindi ကတော့သူကထူးခြားတယ်လက်ကြီးရှိတယ်ဒီကဘာအောက်ကြီးမှာအဲ့ဒီလက်ကြီးရဲ့အပေါ်မှာဆင်လေးကောင်ရှိတယ်အဲ့လက်ရဲ့အောက်မှာငွေရှိတယ်ငွေလှုပ်လိုက်လို့ရှိရင်ဆင်လှုပ်တယ်လက်လှုပ်တယ်လက်လို့ရင်ဆင်လို့ရှိရင်ဆင်ကြီးလေးကောင်ထမ်းလာလို့ကဘာမီလှုပ်တယ်လို့ Hinduism ကဆိုပါတယ်ဟုတ်ပြီနော် Islam ကတော့ထာဝရဘုရားကလူတွေရဲ့တကူကောင်းဆံမှုတွေဒါတွေပဲလူတွေရဲ့တကူကောင်းဆံမှုတွေအကုသိုလ်တရားတွေကြောင့်အလင်းလှုပ်တတ်တယ်လို့ဆိုပါတယ်လောကလူသားတွေအုပ်ချုပ်သူတွေရဲ့ကောင်းစေခြင်းနဲ့ဆန္ဒနဲ့ခရစ်ယာန်မွတ်စလင်ဂျူးအကုန်လုံးသူပေါ်ပြလူတွေကိုတန်ခတ်ခြင်းလို့စသည်အဖြစ်အဲ့ဒီသမာကျမ်းစာဂျူး Judaism Hinduism Islamic သူတို့ရဲ့ religion တွေကတော့အဲ့လိုဘာသာရေးငလင်းလှုပ်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာသာရေးတွေကဖော်ပြထားပါတယ်ဖော်ပြတဲ့မှာလူတွေကောင်းဖို့ပြောပြီးတော့လူတွေ sing ရှိမရှိဖို့လိုတယ်ကိုယ်ကျင်တရားကောင်းဖို့လိုတယ်ဒိုကုန်းမဆံပါနဲ့တယောက်တည်းမဆံပါနဲ့မေတ္တာကရုဏာကင်းတဲ့ဘုရားဗမာလိုပြောရရင်